AI နဲ့ကိုကြိုက်တဲ့ skill တွေဘယ်လိုလေ့လာလို့ရမလဲ digital marketing content writing coding personal development စတဲ့ skill မှန်သမျှကို AI နဲ့ personal trainer အဖြစ်ဘယ်လိုအသုံးပြုရမလဲစတဲ့နည်းလမ်းမှန်တွေကိုကျွန်တော်ဒီဗီဒီယိုမှာတင်ဆက်ပြမှာဖြစ်ပါတယ်အဲကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုမှာတော့ကျွန်တော် Gemini ကိုအသုံးပြုပြီးတော့ကိုကြိုက်တဲ့ skill ကိုလေ့လာမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ဒီ Gemini software ထဲဝင်လိုက်ပါမယ်အခုကျွန်တော် Gemini ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် Gemini ကကိုယ့်ရဲ့အကြောင်းကိုလည်းမသိသေးဘူးအခုကျွန်တော်တို့နဲ့ Gemini တို့နဲ့တစိမ့်လို့ဖြစ်နေအဲကြောင့်တစိမ့်အချင်းချင်းကိုကျွန်တော်ဒီပညာရေးဖလှယ်မှာလားဒါမှမဟုတ်ကိုကြိုက်တဲ့မိခုံးတွေမေးမလားသူကထိရောက်တဲ့မိခုံးကိုကိုမပြန်ပေးပါဘူးအဲအားကြောင့်ကျွန်တော်ဖြည့်ရှင်းမဲ့နည်းလမ်းကတော့ကျွန်တော်ရဲ့အကြောင်းအခုကျွန်တော် sign on မို့ဆိုရင်ကျွန်တော်ရဲ့ပတ်သက်တဲ့အကြောင်းတွေကို AI ကို introduce လုပ်မှာဖြစ်ပါတယ်အဲ့တော့ဘယ်လို introduce လုပ်ရမလဲဆိုတော့ကျွန်တော်ဒီ Gemini ရဲ့ setting နဲ့ဝင်ပါမယ်အဲ့တော့ setting နဲ့ဝင်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ instruction for Gemini ရှိပါမယ်အဲ့တော့ဒီထဲဝင်လိုက်ပါမယ်အဲ့တော့ဒီထဲဝင်လာပြီဆိုရင်ဒါကတော့ကျွန်တော်ကိုယ့်ကိုမိတ်ဆက်ထားတဲ့စာကြောင်းလေးဖြစ်ပါတယ်အဲ့တော့ player တို့လည်းဒီလိုမိတ်ဆက်မယ်ဆိုရင်ကျွန်တော်ဒီအပေါ်နားလေးမှာဒီဟာလေးကိုအမှန်ချက်လိုက်ပါအမှန်ချက်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ SOA click ကိုနှိပ်ရပါမယ်အဲ့တော့ကျွန်တော်ဒီ click ကိုနှိပ်ပြီးတော့ဒီမှာကိုယ့်ရဲ့အချက်လက်တွေကို AI ကိုရှင်းပြမယ် introduce လုပ်မှာပဲအဲ့တော့ကျွန်တော်လုပ်ထားတဲ့ example လေးကျွန်တော်ပြပါမယ်ဘဒူဆိုပြီးတော့ကျွန်တော်ရေးထားပါတယ်ဒါလို့ရှိရင်ကျွန်တော်ရဲ့ role ကဘယ် role လဲကျွန်တော် ICT teacher လားဟုတ်နော်အကယ်လို့ကျွန်တော်လုပ်ငန်းပိုင်ရှင်လားဒါဆိုရင်ဒီမှာလုပ်ငန်းပိုင်ရှင်ရေးမယ်ဒါလို့ရှိရင်ကျွန်တော်နောက်တစ်ကြောင်းကျွန်တော်ရေးထားတာကဒီ respond to me in Burmese language ကျွန်တော်ကိုစာပြန်လာပြီဆိုရင်ဗမာလူနဲ့ပဲစာပြန်ပါဆိုပြီးတော့ကျွန်တော်ရေးထားပါတယ်အဲ့တော့အခုကျွန်တော်ဒီတုံးနေ ChatGPT ဖြစ်စေ Gemini ဖြစ်စေတို့ကဗမာစကားကိုရေးလေပြောတတ်ပါပြီအဲ့ဒါကြောင့်ဗမာစကားချုပ်ရင်းမှာကျွန်တော်မကြောက်စရာမလိုတော့ပါဘူးအဲ့တော့နောက်တစ်ခုကကျွန်တော်ဒီ also add 3 leading question at the end of respond by numeric အကယ်လို့ကျွန်တော်တခုခုမေးလိုက်ပြီအဲ့တော့ AI ကကျွန်တော်စာပြန်လိုက်တယ်အဲ့တော့သူစာပြန်လိုက်တဲ့စာရဲ့အောက်ဆုံးမှာအမြဲတမ်းပေါ့question 3ခုလေးအမြဲထည့်ခဲ့ပြီးပါဆိုပြီးတော့ကျွန်တော်ထည့်လိုက်တယ်ဘာလို့လဲဆိုတော့အကယ်လို့ကျွန်တော်တခုခုမေးလိုက်တယ် AI ကစာပြန်လိုက်ဒါပေမဲ့မင်းနောက်တဲ့ဒီ3ခုသိစေချင်လားသိချင်လားဆိုပြီးသူကထပ်မေးလာအဲ့ဒါကြောင့်ကျွန်တော်ကဘာမေးရမလဲဆိုရဲမေးခွန်းတွေတွေ့အဲ့ဒါကြောင့်ကျွန်တော်ဒီ three leading question နဲ့ကျွန်တော်တကယ်အတုံးဝင်တဲ့ tip and trick တွေမှာပါပါတယ်အဲ့တော့အခုကျွန်တော်တုံးထားတဲ့ဒီ instruction ကို play လို့တုံးချင်ရင်ကျွန်တော်တုံးထားတဲ့ instruction ကိုကျွန်တော်ဒီ video ရဲ့ comment မှာကျွန်တော်ချပေးပါမယ်အဲ့တော့ကျွန်တော်ရဲ့ instruction ကိုတုံးပြပြီးတော့ play လို့လည်းကိုကြိုက်တဲ့ instruction ထည့်လို့ရဒါမှမဟုတ်ကိုကတူတူနဲ့ AI ကိုတူတူနဲ့ထိထိရောက်နဲ့စာပြန်ချင်းလားကျွန်တော်ဒီမှာ in short ဆိုပြီးတော့ကျွန်တော်စသဖြင့်ကျွန်တော်ရေးလို့ရပါတယ်အဲ့တော့ကျွန်တော် instruction လုပ်လိုက်ပြီဆို AI လည်းကိုယ့်ရဲ့အကြောင်းကိုသိပြီကျွန်တော်ဘယ်သူလဲကျွန်တော်ကိုဘယ် role နဲ့စကားပြောရမလဲဆိုတော့သူကသိပြီအဲ့တော့ကျွန်တော်အခုဒီ instruction ထည့်လိုက်တဲ့အတွက်ကြောင့် AI နဲ့ကျွန်တော်ရရင်းနှီးသွားအဲ့လိုပြောလို့ရဒါဖြစ်ရင်ကိုကြက်တဲ့ skill ကိုကျွန်တော်လောလောကူနဲ့တိတိကျကျနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ instruction ထည့်ပြီးပြီဆိုရင်ကျွန်တော် new chat ဖွင့်လိုက်ပါမယ်ဟုတ်ကဲ့ကျွန်တော် new chat ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ဘာမှမလုပ်သေးခင်ကျွန်တော်ဘာ message မပို့သေးခင်မှာကျွန်တော် AI ကိုမင်းကဘယ်သူဆိုပြီးတော့ကျွန်တော်သူ့ကိုအမိန် role လေးတက်မလဲအဲ့ဘယ်လိုလဲဆိုအခုကျွန်တော်အကယ်လို့ကျွန်တော် digital marketing လေးလေ့လာမယ်အဲ့တော့ you are an expert at digital marketing ကျွန်တော်မင်းဟာ digital marketing မှာကျွမ်းကျင်တဲ့ professional တယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သူ့မင်းကဘယ်သူဆိုပြီးတော့ role တက်မလိုက်တယ်အဲ့တော့သူကလည်းအခုကျွန်တော်ကသူ့ကိုဘယ်လို role နဲ့စကားပြောစေချင်တယ်ဆိုပြီးတော့သူကသိသွားဒါပေမဲ့နောက်တစ်ခုက and I want you to be my mentor အဲ့တော့မင်းကိုငါရဲ့ဒီဆရာအဖြစ်လုပ်စေချင်တယ်ဆိုပြီးတော့သူ့ကို request တောင်းလိုက်တယ်အဲ့တော့သူကလည်းအခုကျွန်တော်တခုခုလေ့လာတော့မလားဆိုပြီးတော့သူလည်းသိပြီဒါပေမဲ့အခုကျွန်တော် teach me 5 tips to grow my personal branding အဲ့တော့ကျွန်တော် personal branding ကို grow လုပ်ဖို့နည်းလမ်း5ခုတင်ပေးပါဆိုပြီးတော့သူ့ကိုပြောလိုက်တယ်အဲ့တော့ကျွန်တော်ဒီဟာကို first message မှာတင်ကျွန်တော်ဒီ request လေးလုပ်လိုက်တယ်နော်အဲ့မင်းကဘယ်သူဆိုပြီးတော့ road တက်မှတ်တယ်ဒါပေမဲ့နောက်တစ်ခုကမင်းကငါ့ရဲ့ဆရာငါ့ကိုဆရာလုပ်စေချင်တယ်ဆိုပြီးတော့တောင်းလိုက်တယ်ဒါပြင်ကျွန်တော်ပါလေ့လာခြင်းလဲသူပြောလိုက်တယ်အဲ့တော့ကျွန်တော် first message မှာကျွန်တော် row တက်မှတ်လိုက်တယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်မယ်
ညကျွန်တော်က digital marketing မှာကျွမ်းကျင်သူတူဖြစ်ပါသည်ဆိုရက်မှာသူလဲတူ row ကိုတူတက်မှတ်လိုက်တယ်ဒါပေမဲ့ဒီမှာခဏကျွန်တော်ပြောလိုက်တဲ့အချက်၅ချက်ကိုသူကလုံးဝထိထိရောက်နေကျွန်တော်လို့ပြန်ပြောပြီးလဲဆိုတော့အမှဆက်ရဲ့ကိုပါတစ်စိတ်တူတဲ့ဖို့အဓိကအချက်၅ချက်ဆိုရက်သူပြလာတယ်အဲ့တော့ပထမအချက်ကတော့ကိုပိုင်ရက်တင်မှုနှစ်ကိုရှင်းရှင်းလေးတက်မှာပါအဲ့တော့တူတဲ့တစ်ခုကတော့တန်ဖိုးရှိတဲ့အကြောင်းအရာများကိုအမြင်ဖန်တီးပါဟုတ်နော်ရောနောက်တဲ့ဓာတ်တရားတစ်ခုကတော့ platform တစ်ခုကိုအားဆိုင်ပြီးအောင်မြင်အောင်လုပ်ပါဒါလည်းကောင်းတယ်ဒါပေမဲ့နောက်တစ်ခုကနံပါတ်၄မှာကွန်ရက်ချက်တွင်ချင်းနဲ့ပါဝင်ဆွေးနွေးခြင်းဒါပေမဲ့နောက်နံပါတ်5ကတော့တမတ်တဲရှိခြင်းနဲ့စစ်မှန်မှုကိုထိန်းချုပ်ပါဆိုပြီးတော့အမှ personal branding အတွက်အကောင်းဆုံး tip 5ခုဟုတ်နော်ဒါကိုသူကျွန်တော်တင်ပြီးရဒါပေမဲ့အချက်တစ်ချက်ချင်းစီမှာဘာတွေလောက်ရလဲဘာကိုဆိုလို့လဲဆိုကြဒီမှာသူအောက်မှာရှင်းပြချက်တွေပြလာတော်တော်ကောင်းတယ်ဒါပေမဲ့နောက်တစ်ခုကျွန်တော်ဒီ instruction မှာကျွန်တော်ထည့်ခဲ့တဲ့ three leading question သူရဲ့ response တိုင်းရဲ့အောက်မှာမေခွန်းက3ခုထည့်ပေးပါဆိုလို့ကျွန်တော်ဒီမှာအောက်မှာဒီမှာဆက်လက်လေ့လာဆွေးနွေးနိုင်တဲ့နိုင်ငံအတွက်မေခွန်း3ခုစီကိုဒီမှာသူရေးတာဒီမှာမေခွန်းကတော့ဒီပထမတစ်ခုကတော့ဒီဟာဒုတိယတစ်ခုကဒီဟာတတိယတစ်ခုကတော့ဒီဟာကျွန်တော်ဘယ်ဟာမေးခြင်းလဲအဲ့ကလို့ကျွန်တော်တစ်ခုလေ့လာပြီကျွန်တော် AI ကိုတစ်ခုပြောလိုက်တယ်အဲ့တော့ကျွန်တော်မမေးဖူးတဲ့မေခွန်းကောင်းတွေကိုသူကပြလာတော့ဒီလိုမေခွန်းမေးလိုက်ငါ့အတွက်လေဒီမေခွန်းငါမေးလိုက်ငါ့အတွက်လေအကျိုးရှိမဲ့မေခွန်းပဲဆိုပြီးတော့ကျွန်တော်မေခွန်းကောင်းလဲတွေ့မယ်အဲ့ကလို့ကျွန်တော်ဒီမေခွန်းနံပါတ်1ကိုမေးခြင်းတယ်ကျွန်တော်စာရိုက်စရာမလိုကျွန်တော်နံပါတ်1ရိုက်လိုက်တယ်နော်တက်လည်းရိုက်အင်္ဂလိပ်လိုလည်းရိုက်အဲ့ကျွန်တော်ပို့လိုက်တယ်ဒီမှာကျွန်တော်ရေးလိုက်တဲ့နံပါတ်1ကိုသူကမှပြန်ပြီးဖြေကြမယ်ဒါကိုကျွန်တော်ကလေ့လာမယ်ဟုတ်နော်အဲ့တော့ကျွန်တော်စာရိုက်လေးရိုက်အခုသူပြောလိုက်တဲ့ဒီအရေးကြီးဆုံးအချက်ကကျွန်တော်နားမလည်ဘူးဘာညာကျွန်တော်စဖြင့်ကျွန်တော်အသေးစိတ်ကိုကျွန်တော်မေးပြီးတော့လေ့လာလို့ရပါတယ်အဲ့တော့အခုကျွန်တော်တင်ပြတာက digital marketing ကိုဘယ်လိုလေ့လာလဲအဲ့တော့ကျွန်တော်ကုတ်တင်ပဲလေ့လာမလားဒီနီလန်အတိုင်းလေ့လာလိုက်ပါလုံးဝထိရောက်ကျွန်တော်လေ့လာနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ပြတော့တဲ့နီလန်ဟာကြည်သူပရိသတ်တို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်ဗီဒီယိုမှာအခုလို personal development နဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုတွေကျွန်တော်ထပ်ပြီးတင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ account လေးကို like နဲ့ follow လေးလုပ်ထားပေးဖို့မမေ့ပါနဲ့အဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြပါမယ်